ဘောရပူတော်စေတီသည်အကြီးကျယ်ဆုံးဖြစ်ပါတယ်။စေတီတော်၏ကြီးညိုဖွယ်ဗိသုကာနှင့်ပန်းသမောလက်ရများကြောင့်လည်းဂုဏ်သတင်းကျော်စောပါတယ်။ဘောရပူတော်စေတီသည်ဂျာဗာကျွန်းအလယ်ပိုင်းရောယာကာတာမြို့အနောက်မြောက်ဘက်မိုင်20အကွာအယ်လိုနစ်ပရိုကိုမြစ်ဆုံရတွင်ရှိသောကုန်းမြေမြင့်ပေါ်၌တည်ရှိပါတယ်။ရင်းဒေသသည်တခါကရေအိုင်ကြီးတစ်ဖွဲဖြစ်လျက်ဘောရပူတော်စေတီသည်ရေအိုင်တွင်ဝမ်းဝမ်းဆွန်ဆွန်ပွင့်နေသောဂျာပန်ကြီးတစ်ဖွဲတင့်တယ်သည်ဟုအဆိုရှိကြပါတယ်။စေတီတော်ကြီးဤပတ်ဝန်းကျင်ကုန်းမြင့်တစ်ဝိုက်သည်ထမ်းပင်တို့ဖြင့်အထူးတင့်တယ်၍အချို့နေရာတွေကစပားပင်တို့ဖြင့်စိမ့်လန်းဆူပြေနေပါတယ်။အရှင်းနှင့်အနောက်ခလန်လန်တွင်မီးထောင်ကြီးများလွှမ်းမိုးလျက်ရှိသည်ကိုတွေ့ရပါတယ်။အနောက်ဘက်တွင်ပေ1000ကျော်မြင့်သောမီနိုးရနှင့်7မီတောင်စီ2000ရှိ၍အရှေ့ဘက်တွင်မာဘာဘူးနှင့်အားအပီခေါ်မွာမီတောင်2000ရှိပါတယ်။စေတီတော်ဤဘီတုကနှင့်ပန်းသမောလက်ရများအရာ900စုအကုန်800စုစံစတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ဘောရောဤအတိတ်ပဲမှာကျောင်းတော်ကြီးဖြစ်ပြီးတော့ဘူတော်ရဲ့အတိတ်ပဲမှာတော့စေတီတော်ကြီးတောက်ဘက်ရှိရွာကလေးရဲ့အမည်ဖြစ်ပါတယ်။ထို့ကြောင့်ဘောရောဘူတော်မှာဘူတော်ရွာကျောင်းတော်ကြီးဟုအတိတ်ပဲရပါတယ်။ဘောရောဘူတော်ပစေတီတော်သည်မိတောင်ကျောင်းများဖြင့်ဆောက်လုပ်ထားပါတယ်။ဘောရောဘူတော်သည်တဘာဝတောင်ကုန်းကြီးတစ်ခုကိုကြောက်တုံးကြောက်ခဲများနဲ့ငုံ၍တိဆောက်ထားပြီးတော့ဖြစ်စဉ်ရန်အစစ်စစ်ရှိသောစေတီတော်ကြီးဖြစ်ပါတယ်။စေတီတော်၏ပုံစံမှာအိန္ဒိယနိုင်ငံရှိစေတီတော်များကိုအတူယူတိဆောက်ထားခြင်းဖြစ်ပြီးတော့ဂျာဗာနှင့်ပညာလက်ရာများနှင့်မွမ်းမံထားပါတယ်။စေတီတော်ကို၄000ပုံပနက်ပေါ်၌တည်ထားပြီးတော့ဖက်နှက်တော်မှာအထက်သို့ပြည့်စင်ရန်5ဆင့်တက်သွားပါတယ်။ပြည့်စင်ရန်အဆင့်များမှာထက်တွစတူရန်ပုံများဖြစ်ကြပြီးတော့ပြည့်စင်ရန်အဆင့်တိုင်းတွင်စေတီငယ်များတည်ဆောက်ထားပါတယ်။အထက်ဆုံးသောပြည့်စင်ရန်ပေါ်တွင်တစ်ဆင့်ပေါ်တစ်ဆင့်ခေါင်းလောင်းပုံမြင့်တက်သွားပြီးတော့ကြည်ဝန်း3စီရှိပါတယ်။ကြည်ဝန်းတို့ပတ်လည်တွင်လည်းစေတီငယ်များတည်ထားပြီးတော့စုစုပေါင်းစေတီ82စုရှိပါတယ်။စေတီတော်များအတွင်၌ဗုဒ္ဓရုပ်ပွားတော်များထည့်သွင်းထားပါတယ်။ပြည့်စင်ရန်အဆင့်ဆင့်တွင်စေတီငယ်များစီကစင်ကတည်ထားပါတယ်။အထက်ဆုံးပြည့်စင်ရန်၏အလဲပပိုးတွင်ညံတော်ပေ150ရှိသောကြီးမားသည့်စေတီတစုတည်ထားပါတယ်။စေတီတော်၌တပိတ်မှောင်ငှပြောခုလိုလည်းပါရှိပါတယ်။အားလိန်9ဆရှိပြီးတော့စေတီတော်ကြီး၏လုံးဘက်တော်မှာစုစုပေါင်း3မိုင်ခန့်ရှိပြီးတော့စင်ကြံလန်းများလည်းရှိပါတယ်။စင်ကြံလန်းတစ်ဖက်တစ်ချက်ရှိကြောက်သားတို့ပေါ်တွင်ပတ္တမောလက်ရများဖြင့်ထုလုပ်ထားသောစင်ဝင်းကြောက်ချက်များဖြင့်မဟာယာနအယူဝါဒဆိုင်ရာဇာတ်ကွက်တို့ကိုတရုပ်ဖော်ထားပါတယ်။မူလကစင်ဝင်းကြောက်ချက်ပေါင်း2000ခန့်ရှိခဲ့တော့လေယခုခါမှဆိုရင်ကြောက်ချက်ရည်1300ခန့်သာရှိပါတော့တယ်။စေတီတော်ကြီး၏အပေါ်ဆုံးပြည့်စင်ရန်နေရန်တွင်စင်ဝင်း2တန်းရှိပါတယ်။အပေါ်တန်းမှာဆိုရင်တော့ဖျားလောင်နသားဘဝမှာစပြီးတော့ဖျားဖြစ်ပြီးဓမ္မစကြာတရားတော်ကိုဟောပြောသည့်အထိရုံလုံးဖော်ထားသောစင်ဝင်းများရှိပါတယ်။အောက်ဘက်တန်းမှာတော့ကံငယ်၏အကျိုးကိုပေါ်လွင်အောင်တရုပ်ဖော်ထားတဲ့ရေကြောများငရေကဖုန်ဖုန်ကိုပေါ်လွင်အောင်ထုလုပ်ထားသောရေကြောများရှိပါတယ်။ရေတရုပ်ဖော်ရေကြောများကတော့စာမတက်သူတို့အတွက်ဗုဒ္ဓ၏အဆုံးအမကိုပြင်းပြစွာနိုင်နိုင်ရန်အတွက်တရုပ်ဖော်ထားခြင်းဖြစ်ပါတယ်။ပြည့်စည်ရ50တွင်ဆုလစ်မွန်ချုံရောလုံးမရဖြစ်တစားစင်နာပါတယ်။ကြီးဝန်း30တွင်မူတစားစင်မှုလုံးဝမရှိပါဘူး။စေတီတော်တစုလုံးကိုခြုံငုံပြီးလေ့လာကြည့်မယ်ဆိုလို့ရှင်ဂျာဗာ၌မဟာယာနဗုဒ္ဓဘာသာထွန်းကားလာပုံကိုတွေ့မြင်နိုင်ပြီးတော့ဆိုင်လန်တာခေဂျာဗာကျွန်းအနုပညာနယ်ဗိသုကာပညာရှင်တို့သည်နိုင်ငံတွေကအိန္ဒိယနိုင်ငံ၏ရည်ကြီးမှုအနုပညာလက်ရာတွေကိုတိုင်းရင်ပုံပေါအောင်မြည်သို့မွေးစားယူခဲ့ကြောင်းကိုသိမြင်နိုင်ပါတယ်။ဘောရောဘူရောစေတီကြီးကိုကမ္ဘာ့ကုလသမဂ္ဂ၏ UNESCO အဖွဲ့က1992ခုနှစ်တွင်ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြင့်အသိအမှတ်ပြုခဲ့ပါတယ်။အင်္ဂါယဝဋ္ဌပြသက်ခမပြသက်အင်္ဂိုကိုရခင်အကောဝဟုစာလုံးပေါင်းသည့်ကမ္ဘောဒီးယားနိုင်ငံအင်္ဂါယဒေသမှာရှိတဲ့ဖျားเจ้าအဆောက်အဦအစုအဝေးဖြစ်ပြီးဆရာဘာဘန်နှင့်ဘရင်က12ရာစုအစောပိုင်းမှာနိုင်ငံတော်ဖျားเจ้าနှင့်မြို့တော်အဖြစ်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။အင်္ဂါယဝဋ္ဌဖျားเจ้าဒီစတင်တည်ထောင်တဲ့အချိန်မှစပြီးတော့ယခုထက်တိုင်အကောင်းဆုံးထိန်းသိမ်းထားသောဘာသာရေးအဆောက်အဦဖြစ်ပါတယ်။ရခင်အစောပိုင်းမှာဆိုရင်ဟိန္ဒူဗိဒ္ဓနုဖျားเจ้าအတွေ့တည်ဆောက်တာခြင်းဖြစ်ပြီးတော့နောက်ပိုင်းမှာဗုဒ္ဓဘာသာအတွက်ရည်ရွယ်ကဆက်လက်အသုံးပြုခဲ့ကြပါတယ်။၎င်းဟာကမ္ဘာပေါ်မှာအကြီးမားဆုံးသောဘာသာရေးအဆောက်အဦဖြစ်ပြီးတော့ခမားဘိသုကပညာ၏ထိပ်တန်းရောက်ဒီအချိန်ကိုထင်ဟပ်နေပါတယ်။၎င်းဟာဆိုရင်ကမ္ဘောဒီးယားနိုင်ငံ၏သင်္ကေတဖြစ်ပြီးနိုင်ငံတော်အလံတွေလည်းပါဝင်ကကမ္ဘာလက်ခရီးသည်တို့ကိုအဓိကဆွဲဆောင်ရနေရလဲဖြစ်ပါတယ်။အင်္ဂါယဝဋ္ဌဟာကမ္ဘာပေါ်မှာအကြီးဆုံးဘုရားကျောင်းတစ်ခုဖြစ်တဲ့၎င်း၏အမြင့်မှာမြေပြင်မှာ65မီတာမြင့်မာလာပါတယ်။၎င်းမှာအမြင့်ဆုံးတပေမြို့600မီတာနှင့်နိုင်ရှင်လျင်အနည်းငယ်မြင့်မာလာပါတယ်။အင်္ဂါယမြို့ဟောင်၏ဖျားတိုင်းနှင့်နိုင်ရှင်လျင်အနည်းငယ်မြင့်မာလာပါတယ်။အင်္ဂါယမြို့ဟောင်၏ဖျားတိုင်းတွင်ကျုံရှိပါတယ်။အင်္ဂါယဝတ္ထု၏ကျုံကကြီးမားလာပြီးကျေပြန့်လာပါတယ်။
အင်္ဂါရဝတ္ထုဘုရားကျောင်းဟာမြင်းမို့တောင်ကြီးကိုအဓိပ္ပာယ်ဆောင်ပြီးဆောက်တာခြင်းဖြစ်တယ်မြင်းမို့တောင်ကိုဂုဏ်ပြုထားသောလက်ရာများအနက်အင်္ဂါရဝတ္ထုသည်အကောင်းဆုံးလက်ရာတစ်ခုဖြစ်ပါတယ်မြင်းမို့တောင်ကိုဝိုင်းရန်ထားသောပြည်လက်ခုနှစ်ဆင်းနှင့်သမုဒ္ဒရာခုနှစ်ခုကိုအင်္ဂါရဝတ္ထဤဘုသူကလက်ရာထဲမှာအကောင်းဆုံးဖော်ပြနိုင်ခဲ့ပါတယ်အင်္ဂါရမြို့ဟောင်းဤအခြားထူးခြားသောနေရာမှာဘေယုံဖြစ်ပြီးထိုဘုရားကျောင်းဤထူးခြားချက်မှာများပြားလှစွာသောမျက်နှာများရှိခြင်းဖြစ်ပါတယ်အရင်တုန်းကဗုဒ္ဓဤမျက်နှာဟုနာမည်ကြီးခဲ့ပြီးတချို့ကခမာဘယင်ဤမျက်နှာများဟုယူဆကြတယ်နောက်ထပ်နာမည်ကြီးနေရာမှာတာဖရုံဆိုတဲ့နေရာဖြစ်ပါတယ်ဆမ်မရီတာကိုကြည့်ဘူးသူတိုင်းအတွက်ထိုနေရာနဲ့စိမ့်မိမဟုတ်ပါဘူးအင်္ဂါရဝတ္ထုမြို့ဟောင်းဟာဆိုရင်တစ်ချိန်ကတောအုပ်ကြီးထဲမှာနှစ်ပေါင်းများစွာလူတို့ဤဆိုပြည့်စုံမှုခံခဲ့ရတယ်ပြည်သစ်လူမျိုးကပြန်လည်တူးဖော်ပြီးတဲ့အခါမှာဆိုရင်အင်္ဂါရမြို့ဟောင်းရဲ့အလှဟာပြန်ပြီးအသက်ဝင်လာတယ်ထိုဘုရားကျောင်းရဲ့ထူးခြားချက်ကသမိုင်းပညာရှင်တို့ဤမထူးဖို့ခင်အတိုင်းအရှိအတိုင်းထားခြင်းဖြစ်ပါတယ်စကစ်ဖရီကြီးမားလာသောအမြင့်ကြီးများမှာဘုရားကျောင်းဟာတိုက်ဆိုင်နေတဲ့စွာဖြင့်မတက်ရနေစေဖြစ်ပါတယ်။မရောက်ပြပြအမြင့်ကြီးများဟာဝေလိမ်မွေကောက်ဘက်မှာဘုရားကျောင်းများကိုရစ်ပတ်ထားပြီးအဆက်ရောက်ရင်းကြီးပင်များကလွှမ်းခြုံထားပါတယ်။မြေဤတဘာဝနှင့်လူသားကိုဖန်တီးမှုနှစ်ခုကလှပစွာပေါင်းစည်းထားသောနေရာလေးဖြစ်ပါတယ်။အင်္ဂါရမြို့ဟောင်းဟာဆိုရင်ဘုရားကျောင်းများစွာတည်ဆောက်သောနေရာဖြစ်တယ်။အကောမြို့တွေဟောင်းဟာဘုရားကျောင်းများနှင့်လှပနေုံမကမြို့ကလည်းနှွေးထွေးပြူနာတဲ့ကမ္ဘောဒီးယားလူမျိုးများကြောင့်လှပသောမြို့ကလေးဖြစ်ပါတယ်။အယုဒ္ဓယသို့မဟုတ်တီရီအယုဒ္ဓယထိုင်းနိုင်ငံ၏ရှေးဟောင်းမြို့တော်ဖြစ်၍ဘန်ကောက်မြို့မှာမြောက်ဘက်မိုင်90ခန့်အကွာမှာတည်ရှိပြီးတော့အောင်မဲနန်ကြောက်ဖလားမြစ်အတွင်းရှိကျွန်းမော်တွင်တည်ရှိပါတယ်။အယုဒ္ဓယမြို့သည်ထိုင်းနိုင်ငံအလယ်ပိုင်းဒေသများထဲမှာတစ်ခုဖြစ်ပြီးတော့ယူရီးယားနိုင်ငံ၏ဆန်စပါးအများဆုံးထွက်ရှိရာဒေသလည်းဖြစ်ပြီးငါးဖမ်းလုပ်ငန်းအတွက်အရေးပါသောမြို့ဖြစ်ပါတယ်။အယုဒ္ဓယမြို့တွင်73ရာစုကတည်ဆောက်ခဲ့သည့်ဝိပုရစာရိယဘုရားမှာထင်ရှားပါတယ်။14ရာစုနှင့်15ရာစုနှစ်များတွင်တည်ခဲ့သည့်ဇေဗီယိုအနက်ဝိဖယာရန်ဝိဖယမဟာသက်ဝိရဖယာနာဝိတီဝိစံဘတ်တို့မှာလက်ရမြောက်သောစေတီများဖြစ်ပါတယ်။မဟာသက်ဟူသောဝေါ်ဝါရမှာမြင့်မြတ်သောတတော်မူရောဟုအဓိပ္ပာယ်ရပြီးတော့ထိုင်းနိုင်ငံတွင်၎င်းပွဲအမည်ဖြင့်ဖေစေတီဘုရားများစွာရှိပါတယ်။အယုဒ္ဓယရှိဝိဖယမဟာသက်မှာ14ရာစုတွင်ကတည်ခဲ့ခြင်းဖြစ်ပြီးတော့အယုဒ္ဓယခေတ်ကဝစ်စလက်ကျောင်းတော်အဖြစ်ထင်ရှားခဲ့ပါတယ်။1803ခုနှစ်တွင်မဟာသက်ဝကျောင်းဖြစ်လာခဲ့ပါတယ်။မဟာသက်ဝကျောင်းတွင်ညောင်မြင့်များငုံလျက်ရှိသောဘုရားဥကောင်းတော်ပုံကိုတွေ့မြင်နိုင်ပါတယ်။မဟာသက်ဝကျောင်းသည်အယုဒ္ဓယမြို့ဟောင်း၏အလယ်ဘုတ်ကိုချီခွန်လန်နှင့်နေရဆူဆန်လန်ကြားပရာရန်ပန်းချံအရှိမြောက်ဘက်တွင်တည်ရှိပါတယ်။အယုဒ္ဓယသည်မြို့ဟောင်းဖြစ်ဆွပြစ်ခံရပြီးတဲ့နောက်ပိုင်းမှာဆိုရင်ရင်းဒေသမှာရှိတဲ့ဇေရီကူကျောင်းများဟာလည်းပျက်စီးယိုယွင်းမှုများစွာကိုကြုံခဲ့ရပါတယ်။မြို့တော်သည်ဗီယက်နမ်နိုင်ငံအလယ်ပိုင်းမှာတည်ရှိပြီးသူရဲဟာပြည်နယ်၏မြို့တော်ဖြစ်ပါတယ်။ဖွင့်မြို့တော်ဟာဆိုရင်တောင်တရုတ်ပြည်လယ်ဘက်မှာ15မီတာခွဲကွာဝေးသောရေမွေးမြစ်ခေါ်ဖူအန်မြစ်ကမ်းပေါ်စီဟန်ရိုင်းမြို့တောင်ဘက်650ကီလိုမီတာအကွာတွင်တည်ရှိပြီးတော့လေကွင်းများစွာဝန်းရံထားသောကြောင့်အရေးပါသောကုန်သွယ်ရေးအချက်အချာဒေသဖြစ်တဲ့1102ခုနှစ်မှာဖွင့်မြို့တော်ဟာငွေရည်မင်းဆက်ကိုတည်ထောင်သူဧကရစ်ကရာလုံးလက်ထက်မှာဗီယက်နမ်နိုင်ငံ၏မြို့တော်ဖြစ်လာခဲ့ပြီးငွေရည်မင်းဆက်၏နောက်ဆုံးဧကရစ်ဖြစ်သူဘိုဒိုင်းနန်းဆွဲခဲ့သည့်
1945ခုနှစ်ထိမြို့တော်အဖြစ်နှစ်ပေါင်း400ခန့်တည်ရှိခဲ့ပါတယ်။ဘိသုကလက်ရမှာဆိုရင်လည်းခန္ဓာသည်နန္ဒွေဘိသုကလက်ရကျေးလက်ရိုးရလက်ရဘာသာတရားနဲ့ဒလိထုံနှန်းဆိုင်ရာလက်ရခေတ်မီပုံစံတို့ဖြင့်ပေါင်းစပ်ထားပါတယ်။မိဧကရဲနှင့်ပြည်သူများဤဘဝကိုထင်ရှားဖော်ပြလျက်ရှိသည့်အနုပညာဘိသုကလက်ရများကိုဖွေးမြို့တွင်တွေ့ရပါတယ်။ဖွေးမြို့ဤမြောက်ဘက်ကမ္ဘာတစ်လျှောက်မှာလည်းခန္ဓာမြို့တော်ဧကရဲနန်းတော်နှင့်တားမြစ်ထားသောခရမ်းရောင်မြို့တော်တို့ကိုတောင်ဘက်သို့မျက်နှာမူပြီးအချိုးကျစွာတည်ဆောက်ထားပါတယ်။ဧကရဲနန်းတော်ကိုတစ်ဖက်စီမှာအလျာ600စတုရန်မီတာနီးပါးရှိသည့်စတုရန်ပုံစံကျောက်တိုက်ကြီးများဖြင့်ဝန်းရံထားပြီးမြေပေါက်၄ပေါက်ရှိပါတယ်။ဖွေးမြို့ခန္ဓာဤအနောက်ဘက်ရေငွေမြစ်ကတစ်ဆောက်မှာဆိုရင်ငွေရမေဇက်ဤဥယျာဉ်ပန်းမန်စပြုမှုနှင့်ဘိသုကလက်ရအပြာမြောက်ဆုံးဖြစ်သည့်ဘေးရည်ကူများတည်ရှိပါတယ်။တည်ရမှုဖျားဟာဖွေးမြို့တော်ဤဆွဲဆောင်မှုအစီအဆုံးနှင့်စီးအကြဆုံးဖျားဖြစ်တဲ့ဖွေးမြို့တော်ကို17ဒီဇင်ဘာ1993ခုနှစ်မှာယူနက်စကိုမှကမ္ဘာ့ရည်ကျင်းမှုအမွေအနှစ်အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။ကျမတို့ရဲ့တင်ပြမှုလေးကတော့ဒီလောက်ပါပဲရှင်။အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။